သူဘာစားချင်တာလဲသူဘာရေးချင်တာလဲသူဘာလုပ်ချင်တာလဲအားလုံးပဲမင်္ဂလာပါရှင် My Lifestyle by Alice ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မှားတဆင့်ဆိုပေမဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီ podcast ကနေဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးတော့ကျွန်မရဲ့ဒီလက်ရှိ physical appearance ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအနေအထားတရုပ်ဖော်ပြပါမယ်ဒီနေ့မှာတော့ဒီကျွန်မဒီစိမ့်ပြရအောင်ပေါ့နော်ဒီ T-shirt ကိုဝတ်ထားတယ်ပြီးလို့ရှိရင်ဒီစိမ့်ပြရအောင်ခေါင်းစည်းခွဲနဲ့ပဲစပယ်စီပြီးတော့ဒီတိုင်းပုံမှန်ပဲချထားတယ်ပေါ့နော်ဒါလေးကတော့ကျွန်မရဲ့လက်ရှိရုပ်ပိုင်းဆိုင်ရာအနေအထားပါရှင့်အခုအရင်ဆုံးကျွန်မဒီ scenario လေးတစ်ခုကိုပြပြမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီစားသောက်ဆိုင်တစ်ခုကိုတွားတဲ့အချိန်မှာကိုနဲ့အတူတူဒီတခြားအနည်းဆုံးနောက်တစ်ယောက်ပါမယ်ပေါ့နော်ကိုရဲ့မိသားစုဝင်လည်းဖြစ်နိုင်တယ်တကယ်ချင်းတစ်ယောက်လည်းဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နော်အဲ့အချိန်မှာစားသောက်ဆိုင်မှာကျွန်တော်အစားတောက်မှာပြီပေါ့နော်မှာပြီဆိုတဲ့အချိန်မှာဒီကျွန်တော်တို့ waiter ပေါ့နော်ဒီစပွဲထိုးပေးတဲ့သူကကိုထိုင်ရမမေးပဲနဲ့ပေါ့နော်ကိုဘေးမှာရှိရဲ့ဒီကိုနဲ့တူတူအဖော်ပါလာတဲ့တငယ်ချင်းတော့၎င်းမိသားစုဝင်တယောက်ကိုတော့၎င်းလှမ်းမိမယ်ပေါ့နော်သူဘာစားချင်တာလဲသူဘာလုပ်ချင်တာလဲပေါ့နော်ဒီလိုမျိုးတွေ့ဝိုက်ပြီးတော့မေးမယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုရိုင်းကကိုဘာစားချင်လဲဒါမှမဟုတ်ကိုဘာမှာချင်လဲဆိုတာကိုဆုံးဖြတ်ထားတာလည်းရှိတယ်ပြီးလို့ရှိရင်ကိုရိုင်းလည်းပြောဆိုဆက်သွယ်နိုင်တဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒါကိုဓာတ်ရိုက်မမေးပဲနဲ့ဒီလိုမျိုးတဆင့်ခံတွေ့ဝိုက်ပြီးတော့အမေးခံရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးခံစားမိမလဲပေါ့နော်ဒါလေးကိုတစ်ချက်ကျမတို့စဉ်းစားကြည့်အောင်ပါဒီအရှိမပြောသွားတဲ့ scenario လေးပေါ့နော်ဒီဖြစ်ရက်လေးကဆိုလို့ရှိရင်ကျမရဲ့နေ့စဉ်ဘဝတွေမှာကြုံတွေ့ရတဲ့အဖြစ်အပျက်မျိုးလေးပေါ့နော်စားတောက်ဆိုင်မှာတွားပြီးတော့စားတာပဲဖြစ်ဖြစ်ဒါမှမဟုတ် shopping ထွက်တဲ့အခါပေါ့နော်ပစ္စည်းတွေဝယ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒီစပွဲထိုးပေးတဲ့သူဒါမှမဟုတ်ပစ္စည်းရောင်းချပေးတဲ့သူကဒီကျမကိုထားရိုက်ဒီမေးမြန်းနေဆိုတာထက်ပေါ့နော်ဒီကျမနဲ့ထားရိုက် communicate လုပ်တယ်ဆိုတာထက်ကျမဘေးကပါလာတဲ့သူနဲ့သူတွားပြီးတော့မေးတယ်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာကဒီကျမဒီခုနကနေပြောတဲ့ waiters တို့ဒီ sales person ပေါ့နော်ဒီလူတွေကို blame လုပ်လို့တဲ့ရွက်ချက်နဲ့ပြောတာတော့မဟုတ်ဘူးသူတို့အနေနဲ့ကကြတော့ဒီမျက်စိမမြင်တဲ့သူအမြင်အာရုံမတန်ဆွမ်းတဲ့သူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာပေါ့နော်တခါမှပြောဆိုဆက်ဆံဖူးတာမျိုးမရှိတာလည်းဖြစ်နိုင်တယ်ပြီးတော့ဒီပြောဆိုဆက်ဆံလိုက်လို့ရှိရင် directly ပေါ့နော်ဒီလိုပြောဆိုဆက်ဆံလိုက်ရင်တခုခုလေးများလွဲမှားသွားမလားပေါ့နော်ဒီလိုဆိုရင်စိတ်ရှိတာမျိုးကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဘက်ကပြန်ပြီးစဉ်းစားကြည့်တဲ့အချိန်ကျတော့လေကိုရိုင်းကကိုရဲ့ရွေးချယ်မှုကိုပြောလို့ရရက်တာနဲ့ directly ပြောလို့ရရက်တာနဲ့တွေ့ဝိုက်ပြီးအမေးခံရတာလိုမျိုးဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနားထောင်နေကြတဲ့ဒီ podcast ကိုနားထောင်နေကြတဲ့သူတွေထဲမှာတချိန်မှာပေါ့နော်ဒီမျက်စိမမြင်တဲ့သူအမြင်အာရုံမတန်ဆွမ်းတဲ့သူပေါ့နော်သူတို့နဲ့ပြောဆိုဆက်သွယ်ဖို့ရှိလာတဲ့အချိန်မှာဆိုလို့ရှိရင်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ directly communicate ပေါ့နော်ဒါရိုက်ပြောဆိုဆက်ဆံတာမျိုးလုပ်ပေးစီချင်ပါတယ်ရှင်တခါလေကြားလို့ရှိရင်ဒီလိုအခြေအနေမျိုးလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်လူတွေအရန်များနေတဲ့နေရာမျိုးဒါမှမဟုတ်ဒီအတန်တွေအရန်ဆူညံနေပြီးတော့ဂီတတန်ပဲဖြစ်ဖြစ်တခြားအတန်တွေနဲ့ပေါ့နော်အရန်ဆူညံနေတဲ့နေရာမျိုး event ပွဲအခမ်းအနားမျိုးတွေပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ဒါကဒီကျွန်မတကယ်ချင်းနေစီကနေပြန်ပြီးတော့ response ရတာပေါ့နော်ဒီကျွန်တော် directly communicate တော့လုပ်လိုက်တယ်ဒါပေမဲ့လို့ဥပမာပေါ့လားနေကောင်းလားဆိုပြီးတော့လှမ်းမေးလိုက်တယ်ဆိုလို့ရှိရင်လူတွေအများရှိနေတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဒီအများကြီးမတန်ဆွမ်းသူတယောက်အနေနဲ့ကသူဘသူ့မေးမှန်းသူမသိတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မျိုးမှာတခါလေကြားလို့ရှိရင်ပြန်မဖြေလိုက်မိတဲ့အခြေအနေမျိုးတွေရှိနိုင်တယ်ကို့မေးလို့မေးမှမသိတာပေါ့နော်ဒီလူအများကြီးထဲမှာဖြစ်နေတာဖြစ်တဲ့အတွက်ဒါမှမဟုတ်အတန်နဲ့အရန်ဆူနေလို့မကြားလိုက်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးအခြေအနေကြရင်တော့ဥမာနာမည်တီးလို့ရှိရင်ဒါ Alice နေကောင်းလားဒါမျိုးဆိုရင်တော့ဒါကို့မေးတာမှန်တီးတာဖြစ်တဲ့အတွက်ကျွန်တော်ဓာတ်ရိုက်ပြန်ပြီးတော့ဖြေလို့အဆင်ပြေတယ်ပေါ့နော်တကယ်လို့နာမည်
အရာမသိဘူးနှုတ်ဆက်ချင်တဲ့စကားပြောချင်တယ်ဆိုရင်တော့အနည်းဆုံးတော့ဒီကျမတို့လက်လေးတတလေးတွားပြီးတော့ထိပြီးတော့နေကောင်းလား something ပေါ့နော်ဒီလိုမျိုးလေးဓာတ်ရိုက်ပြောဆိုဆက်ဆံတာမျိုးလေးလုပ်ပေးလို့ရတယ်ပေါ့နော်ပြန်ပြီးတော့ recap လုပ်ပေးရမယ်ဆိုလို့ရှိရင်ဒီ visually impaired ပေါ့နော်အများကြီးတန်ဆွမ်းသူတွေနဲ့ communicate ပေါ့ကျွန်တော်ပြောဆိုဆက်သွယ်ဖို့ဖြစ်လာတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တက်နိုင်တဲ့များကသူတို့နဲ့ directly ပေါ့နော်ဒါရိုက် communicate လုပ်ပေးဖို့ဆက်သွယ်ပြောဆိုပေးဖို့ဆိုတာလေးပါပြီးလို့ရှိရင်အခြေအနေအရာခုနကနေပြောသလိုအရင်လူတွေထူထပ်နေတာမျိုးအတန်နေနဲ့ဆူညံနေတဲ့အခြေမျိုးမှာဆိုလို့ရှိရင်နာမည်သိရင်နာမည်လေးနဲ့အရင်တက်ပြီးတော့ပြောဆိုလိုက်တာမျိုးမေးမြန်းလာမျိုးဒါမှမဟုတ်နာမည်မသိဘူးဒါပေမဲ့communicate လုပ်ဖို့လိုပြီဆိုလို့ရှိရင်အနည်းဆုံးတော့ဒီလက်လေးကိုတတလေးတွားထိပြီးတော့မှပြောဆိုဆက်ဆက်မေးမြန်းတာမျိုးပေါ့နော်ဒီလိုမျိုးလေးလုပ်ပေးဖို့ဆိုတာလေးကို sharing လုပ်ရင်းနဲ့ဒီနေ့ podcast လေးကိုဆုံးသက်လိုက်ပါတယ်ရှင့်နောက် podcast တွေမှာပြန်ပြီးတော့ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ရှင့် have a nice day ahead